တည်သွားတဲ့လူရဲ့ဝိညာဉ်ကိုနောင်ဘဝမကူးပြောင်းနိုင်အောင်အယုတ်ကိုကြားကနေသုံးပြီးနှစ်ပေါင်းများစွာချုပ်နှောင်ထားတာပါကိုကျိုးစည်းပွားအတွက်အလိုရှိသလိုခိုင်းစားတာပါပဲတာမန်လက်ရုပ်ကလေးထုပြီးစင်ပေါ်တင်ထားတဲ့ကိစ္စမဟုတ်ပါဘူးအဲ့ဒီကလေးတရေရုပ်ကလေးတွေကိုလူတိုင်းချစ်ခင်ကျင်နာလေးလေးအစွမ်းရှိလေးလေးပါပဲတဲ့အကြားမြင်ရတယ်လို့အစွမ်းကနေအလိုရှိရာခိုင်းစေလို့ရပါတဲ့ဘာနဲ့စီရင်ထားတယ်လဲဆိုတော့ခလေးဝိညာဉ်တွေနဲ့အသက်သွင်းစီရင်ထားတာပါမင်းကလေးဝိညာဉ်ယောက်ျားဝိညာဉ်ဆိုပြီးတော့ကြိုက်တယ်လို့ချုပ်နှောင်အသက်သွင်းလို့ရပါတယ်ထိုင်းယူရအောက်လန်းပညာအရှုပ်ဆိုရင်အသက်သွင်းထားတဲ့မူလအယုတ်ဟာအင်မတန်ရက်ဆက်ရုပ်မာတဲ့မိလန်းတွေနဲ့အသက်သွင်းထားတာပါကို့သားသမီးကိုအမေပိုက်ထဲမှာစူးတွေထိုးပြီးတေးအောင်တက်ရင်တက်မဟုတ်ရင်မွေးကစားကနေ12နှစ်13နှစ်ကလေးတွေကိုဇဲကျူးချတဲ့အောင်အစိတ်တောက်တဲ့အောင်ရေနစ်တဲ့အောင်အမြင့်ကပြုတ်ကျတဲ့အောင်ဖန်တီးပြီးအစိမ့်တဲ့အောင်လုပ်ကြတယ်ဘေဘီဆိုရင်အမျှမဝေးအလှမလုပ်ပဲအရင်တုန်းကအတိုင်းကျွေးမွေးခေါ်ပြောလုပ်ကြပါတယ်အပြစ်မဲ့တဲ့ဝိညာဉ်တစ်ခုကိုနှစ်ပေါင်းများစွာချုံနှောင်ပြီးကိုကျိုးအတွက်ခိုင်းစားတဲ့လုပ်ရကဘလောက်ငရဲကြီးနိုင်မလဲဆိုတာစဉ်းစားတာကြည့်ပါတော့ယခုမြန်မာနိုင်ငံမှာဆိုရင်အယုတ်ကလေးတစ်ယုတ်ရှိပါတယ်အဲ့ဒီအယုတ်ကလေးကိုလိုက်လွှင့်လိုက်နတ်ဝင်နဲ့ပြောပြီးရွတ်လိုက်အတိတ်ခံဝင်လိုက်နဲ့နှိတ်မသက်တာစရာကိုတွေ့နေကြမှာပါလူဆိုတာဘာသာရေးမှာကိုယ်အမိခံကိုယ်ကိုယ်ရဘာသာလိုက်ဘလောက်ရွတ်ဖတ်ပူဇော်ကြင့်ကြံနေပါစေစိတ်နှလုံးယုံမာရင်စိတ်နှလုံးယုံမာတဲ့စိတ်နဲ့လှုပ်တဲ့အလုပ်ရရှိရင်မကောင်းဆိုးရပါပဲခုဆိုရင်မြန်မာနိုင်ငံမှာအယုတ်ကလေးတစ်ယုတ်ကိုရွှေတွေဝတ်ပြီးတော့လိုက်တွေလွှင့်လိုက်ကလေးတစ်ယောက်လိုဆက်ဆံနေတဲ့အမကြီးထိုင်းစီရင်တွေဆိုရင်တော့အန်ဒီရရှိနိုင်လို့တတိတော့ထားပါနော်ရှေ့တောင်အာရှကအယူသီးတဲ့ဒေသတွေမှာကလေးတွေကိုတပ်ဖြတ်ရစ်ဖတ်ပူဇော်ပြီးကိုဝင်သည်တွေကိုပါတပ်ဖြတ်တဲ့ရာဇဝဲမှုတွေပါဖြစ်ပွားလျက်ရှိနေတာမို့ဒီရုပ်တွေကိုကုမန်ထောင်ခလေးတရေရုပ်ရွှေတငယ်ရုပ်တွေလို့ခေါ်ပါတယ်ခင်ဗျ